Hello guys, welcome back. ကျွန်တော်ကတော့အခုမှရှိမှာဒီနေ့ဗီဒီယိုလေးမှာကတော့ကျွန်တော် Minecraft over လေးနဲ့ဆွဲပြသွားမှာဖြစ်ပါတယ်။ဟိုအရင်တော့တင်ခဲ့တဲ့ဗီဒီယိုလေးမှာကျွန်တော်အဲ့ဒီဘယ်လိုပြောရလဲဘောကပြတ်သွားတယ်နော်အားကြောင့်မလို့ကျွန်တော်အစီအမံပြေလို့တင်ပေးတာပဲဖြစ်ပါတယ်။ဒါကတော့ Minecraft ပါဒီမှာပါwall type ကိုအိုးနေပါပြီးရင် survival mode ကိုပြောင်းပါစီမှာ999ထည့်ပါပြီးပြီဆိုရင် create let's go ဘာသာတော့ဒီလိုမြင်ရတယ်ဟာမှာ blacksmith တခုဟိုးမှာ blacksmith တခုမြင်လားဟိုင်းsecond ချင်းလာမလို့ပါတော့let's go let's go ရပြီဆိုတော့အဲ့ချက်တွေတော့ဘာရှိအောင်တော့ကြည့်အောင် let's go ဒီမှာလည်းအိမ်ကြီး what ဟပ်ဒီနေ့မဖြစ်ဒီကျွန်တော်မင်းနေလို့ဆိုပြီးရအောင်မပြည့်စည်ပါဘူးကျွန်တော်ဟိုတင်ထားတဲ့ view မှာပေါ့နော် view ကလည်းအဲ့လောက်ကြီးမတက်ကြဘူးဗျာဘာသာတော့ view လေးတက်အောင်လုပ်ပြီးကျွန်တော်စပုတ်ပေးကြပါဦးပေါ့နော်ကျွန်တော်မကားလေးရဲ့ view လေးလည်းတင်ပေးမှာပေါ့နော်ရနေတယ်မှာဟောရုံးမှာဟိုမလေးရဲ့ view တင်ပေးတဲ့အချိန်ကျရင် brother တို့လည်းကျွန်တော်အားပေးမယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်ဒီ blacksmith ထဲမှာဘာရှိမလဲဟိုက diamond ပေးမပေးဘူးဟေးဒါပဲပြရလားဟာ OCD ရဲ့ lagging နေရေးပဲဒါပဲလားဟာဒါပဲလားဆိုဒါပဲဖြစ်တော့ပါနော် hello villager အဲ့တော့ဒရုန်းနေရတယ်အဲ့ဒရုန်းနေမှာတော့ပြုတ်တော့လို့လည်းမရဟေးရှီဒီအင်းလေးယူလိုက်အောင်ကောင်းဟိုမရှိပါအဲ့ရလည်းမရှိ gravity တွေလည်းမရှိသေးဘူးဟိုယူပါတော့ဘယ်လေရအင်းလေးဘာလို့ယူမရွေးပါဘောလို့ဟေးဟိုလေတူမယ်တခုံးမယ်ဒါတော့တူးတာပေါ့နော်ခုတ်တာဟုတ်ပါဘူးမဟုတ်ပါဘူးသုံးခုလိုရနော်တစ်ခုနှစ်ခုသုံးခုလေးခုငါတို့ခဏလေးပြတော့ပိုတတာလို့ခေါ်တာဘယ်သူမှလည်းဒီရလားကျွန်တော်သိပါတယ်ညမကရတာဟုတ်တယ်ဗလားbrother တို့ကျွန်တော်မေးနဲ့ quiz လေးတစ်ခုဒီလိုရင်းနဲ့ပေါ့နော် quiz လေးတစ်ခုမေးတော့ပါမယ်brother တို့က Minecraft video ကြည့်ရဆိုရင်တော့ဒီသူတွေရဲ့နာမည်ကတော့သိတယ်နဲ့ဗျာအဲဆိုရင်ဒီကဘယ်သူပြောSCI open now ရှုံးမေးမလားတီးသားပဲခွိပတ်ပြောတာလေဘာလဲဟိုကလေဘာလဲ BC 3000တော့ကလေနော် BC 3000တော့ပြောခဲ့ရလေ SCI open now မြန်မာ crafter ပြောခဲ့ရလေကျွန်တော်အိုးတွေကြီးပဲတင်တော့မဟုတ်ဘူးပေါ့နော် brother တို့ညီးငွေလာရင်လည်းမကြည့်ကြပါနဲ့ကြော်တော့ပါဘလာနဲ့ရီရဲ့ကျွန်တော်အခုတော့ပေါ့နော် brother တို့ကြီးလို့ရအောင်လို့ဟိုဘာလဲကျွန်တော် run ကိုတင်နေသေးပေါ့နော်ဒါမှမဟုတ်ရှုံးတယ်လေသိရမလားဘယ်ရမှာလို့ဟိုဘက်ကမဟုတ်ဘူးကျွန်တော်တို့ဘက်ကရှုံးပါပေါ့ဗျာဆန္ဒလေးတော့ပဲကျွန်တော်တပွဲဆော့ခဲ့ပြီစီးနေတွေ့အဲ့ဒီဝိုင်းစီးနေတွေ့ရောညဟာရီရဲ့သဘောတွေရဲ့
ဒီအကုန်လုံးကိုကျွန်တော်တူးပြီးရင် brother တို့ရှိကိုပြန်လာခဲ့ပြီပေါ့နော်ကဲ brother တို့ကျွန်တော်ပြီးပေါ့နော် brother တို့ကျွန်တော်ပြင်းနေမှာဆိုတော့မပြတာပါbrother တို့မှကြည့်ရင်လည်းဆိုရင်လည်းကျွန်တော်ပြောပေါ့နော်ကျွန်တော်နောက်တစ်ခါကြာရင်မလို့အဲ့လိုမကြောတော့ဘူးပေါ့နော်ဖေးကြရဒီတဲ့တော့ထားမပြီးခဲ့ဘူးပေါ့နော်ကျွန်တော်အသက်တခေတော့ဖြစ်တယ်ကျေးဇူးရှင်လေးတဲ့စတာပါဗျာကျေးဇူးရှင်လေးတို့ကျွန်တော်ဟေးတဲအောင်မမြုပ်သွားတာဘာကြီးမင်းဘာကြီးမင်းsorry bro မင်းဘာဟဲ့တော့ကွာကျောက်တူကမပြေးနိုင်တယ်ကျွန်တော်ဒီလိုလာပဲလာတူလိုက်တော့ပေါ့အစားတော့ကျွန်တော်မသိပါဘူးဒါကျွန်တော်နေမယ်ဆိုပြီးထားခဲ့တဲ့အိမ်လေးပေါ့နော်မသိပဲနဲ့လုံးမိသွားတယ်လို့ကောမမမှန်ခဲ့ပေါ့နော် brother တို့ပြီးရင်ဘာလို့ဗီဒီယိုလေးကြည့်ရင်တော့ဟာကောဗီဒီယိုတွေလာပြီပေါ့နော်ကဲခါမီဆာဟာကောဗီဒီယိုလာမယ်ပေါ့နော်ညနေပိုင်းလောက်ကျွန်တော်အားတယ်ဟာကောဗီဒီယိုတွေတပုတ်တင်ပြီးမယ်ပေါ့နော်ဟာကောဆိုတော့တီးလို့မရဘူးလေနော်တီးလိုက်ပြီးတော့ဝိုးရွေးဖြဲမလားဒါမှမဟုတ်ဘူးဆိုရင် spectate ပဲလုပ်မလားနော်ဟေးဒီထဲမှာဒီ Minecraft ထဲမှာတော့မဟုတ်ပါဘူး Java ထဲမှာပေါ့နော်အခုတော့ကျွန်တော်တနိုင်ထိုးရင်ကျွန်တော်ကြောင်းလေးရှိလို့ပေါ့နော်ဒါကြောင့်ကျွန်တော် Minecraft ကိုပဲဆော့ရတာဖြစ်ပါတယ်ဘာသာတော့မှ Minecraft ကြီးရတာမကြိုက်ဘူးဆိုလည်းပြောပါပြီးကြပါကျွန်တော်နောင်လာတယ်ကြီးရရနေပါတယ်လို့ကိုနေမဲ့အိမ်မှာဖြည့်သိမိတာဒီမှာဒါနဲ့ငါနေမဲ့အိမ်ဖိနေမှာလေဟာရောဟာမလကြီးရတယ်ပြီဒါငါနေမဲ့အိမ်ဟာရှော့ကိုနေမဲ့အိမ်ကိုဖြည့်သိမိတော့ပါတယ်လို့ယေဇူးဘောပြီကွာနိုးငါနေမဲ့အိမ်လေးကိုဖြည့်သိမိတော့ဖြည့်သိပြီဘောနော်ဟဲ့စတုံးထူတွေရတယ်လေဒီရမှာကျွန်တော်အိမ်အစ်စ်ဆောက်ပါဘောဒါကြောင့်ဖြည့်သိနေရပါစတာပါတကယ်တော့အမယုအားလုံးတော့ကျွန်တော်တောင်းမှပါတယ်ပေါ့နော်ကျွန်တော် edit လေးအဲ့လောက်ကြီးသိမလုံးတတ်တာဖြစ်တဲ့အတွက် edit လုပ်ဖို့ရတယ်ကျွန်တော်လည်းအချိန်ပြီးနိုင်လုပ်ပေးမယ်ပေါ့နော် brother တို့ဘယ်ခေါက်တင်ထားတဲ့ video မှာ view ကအားကြီးပါဗျာ view က2တဲ့ငါစိမ့်ကြီးတယ်အဲ့ brother တို့မကြိုက်ဘူးပေါ့နော်ကျွန်တော်ရဲ့အားနည်းချက်တွေလည်းပါတာပေါ့ကျွန်တော်အဲ့တော့ဗီဒီယိုအတဲ့စလုပ်တာဆိုတော့လေးတည့်ရမှာနည်းနည်းလေးအမားယွန်းလေးပါတယ်ပေါ့နော်ဒါကြောင့်အမားယွန်းလေးပါအားလုံးကိုတောင်းပန်ပါတယ်လို့ကဲကျွန်တော်ကမျောလိုက်ပါတယ် brother တို့ကျွန်တော်အားပေးမယ်လို့မျောလိုက်နေပေါ့နော်ဒါပေမဲ့ is yourself brother မအမပေးချင်ဘူးဆိုလည်းမပေးပါနဲ့ရပါတယ်ဟုတ်ပါကျွန်တော်တမင်္ဂလာ brother တို့ပြောတာလည်းမဟုတ်ပါဘူး brother တို့မှကျွန်တော်အားပေးခြင်းပြီဆိုရင်အားပေးခြင်းနဲ့ဆိုရင်ပေါ့နော်ပေးပါရပါတယ်အစားတော့ကျွန်တော်က Minecraft ကိုဒီ Minecraft မဟုတ်ဘဲနဲ့လေတဲ့ဟို Minecraft ဆိုပြအောင်လို့လေဒီမှာဟို Minecraft ဆိုဘယ် Minecraft ရှိသေးရှိရပါတော့ဟိုဟာဘယ်တည်းသူ့ရဲ့ပြည့်ပြီးသွားလို့ရ sorry မီးရဘလောက်ခေါ်တာယော
ကဲခရိုင်းနော် brother ပြီးရင်ကျွန်တော်ဒီအိမ်ဖြတ်ပြီးပြန်လာခဲ့ပါမယ်ကျွန်တော်အဲ့လိုမဖြစ်တော့ဘဲနေအကျဉ်တစ်ခုရသွားပါတယ်ဒီအိမ်ကြီးကို brother တို့ပြရင်းနေပဲလို့လိုက်ရင်ကောင်းမလားဆိုပြီးပေါ့နော်အဲ့ဒါကောင်းပါဘူးဇုံကြီးလာရင်ပြန်တိုက်ထက်တိုက်ခတ်အောင်ပါနော်ပြရလားအဲ့မှာအခုမရှင်းခင်မိုးပါလေကိုလေကျွန်တော်ပေါ့နော်ဒီညနေလောက်ရရင်အော် shit ဟာယောနော်ရခရီးပါကြီးကပေါက်သွားတာဟေ့ရေးအေးဘေးရောက်သွားပြီလို့ဟောယောတောင်းကူဟာဘေးတော့မှာရောယောဒီမှာလို့ယောဖြစ်စီပြီကွာမင်းဒါကျွန်တော်မဖြစ်စီဘူးနော်ခရီးပါဖြစ်စီသွားဘာသာတော့အတီးပဲဟာကျွန်တော်ရဲ့အမိုက်တွေလိုက်ယူပါတယ်အမိုက်မှာပစ္စည်းလေးပေါ့နော်ဟဲ့ဟာယေဟာကျွန်တော်မတေးတော့ရဟာကောင်းနေတော့ဟုတ်တယ်ဟာမလာနဲ့မလာနဲ့ဟေးပူလေးတို့လည်းချလိုက်မှတည်ရရောဒီမှာကောတိုင်းရအဲ့ဒါလေစားလာပါဗျာညခွေးဖန်ဆိုရင်တည်ပါဘူးပုတတာကဲအဲ့လိုလေပဲဟိုနာဟုတ်ကဟိုလာယူဒီနာဟုတ်ကလာယူရင်းနေပဲကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်ခဲ့ရတယ်ပဲပေါ့နော်ဘာလို့ဗီဒီယိုလေးကိုတော့တပြည့်နဲ့ဆုံးသက်ရတယ်လဲဆိုရင်ကျွန်တော်သိပြီပေါ့နော်ဘယ်လိုပြောတမန်ပါတယ်ပေါ့နော်မအားလို့ပါsorry ပါပြီးကြလေတဲ့လားဘာလို့ကြည့်နေတာတခုပြန်တင်ရတခုဖြစ်နေတာsorry ပါကောမမနိုင်ရလို့ရတယ်နော်ဟာပေါ်တယ် let's go ဒါကျွန်တော် very safe တဲ့အင်းလေးပေါ့နော်ညမစ